အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကဲဒီနေ့ကျွန်တော်တို့2ယောက်ဖြာပုံနေမယ်ဒီကထွက်လာတော့9နာရီအခု9နာရီ9နာရီ33မိနစ်တော့ရှိပါပြီမမှောင်လို့မရတာဘူးတမဒီရောတင်လာရောက်နာကြီးတော့လာတယ်ရှာလီဒဇင်းရဲ့အန်ဒီရာရဲ့ထပ်ပေါ်လာတဲ့နေမင်းကြီး22မျိုးရဲ့ပကြီးကားတစ်ချက်ကိုကြည့်ရတယ်လို့ပဲ20ကောမူကိုညံကုန်လဲနေရရှင်းရလို့မဟုတ်ကားတော်တော်ရှင်းတယ်နင်းလို့ကောင်းတယ်မိုက်တယ်ဒါပေမဲ့တစ်ခုပဲအော်မွေတွေခဏခဏတွေ့တယ်တေးနေတဲ့မွေလေးတွေမွေအရှင်လေးလည်းတွေ့တယ်ကားလည်းမဟုတ်တက်ပြီးတယ်ကဲကောမူတော့ရောက်လာပါပြီဒါရှင်လေးတော့မသိတော့ဘူးဒီတော့ဘူးလေတပိတိုင်းမှာနားရများသွားနိုင်ပဲပြီတော့ကွန်ကြံကုန်မျိုးရှောင်းလန်းရောက်ပါပြီအချိန်ကတော့အချိန်ဘယ်လောက်ရှိရလဲကျွန်တော်8နာရီခွဲဒီကတော့နေနေမြင်နေပြီနေရတာဟိတော့တက်တယ်ဟောင်းပါလေမရောက်လဲဆိုတော့အေးအေးနေတာပေါ့ကိုညံကုန်းကနေပြီးတော့ဒီဒီတော့တဲ့လမ်းနင်းလို့တော့ကောင်းတယ်တတ်တရပါပဲအေးစီပေါ့နီလီရောနည်းနည်းပူတယ်ဒါပေမဲ့မနေ့ပိုင်းနေပြီးတော့ရမ်းရောမပူသေးဘူးပေါ့ရှေ့ဆရာရောအေးစီပဲဖြုတ်နေတယောက်တည်းနားမယ်ဗျာခဏနားမယ်ဒီနေ့တက်တယ်ယူလေးမိုက်တယ်အေးရအေးတခုတော့တောက်လိုက်အောင်မယ်ဒီလူပဲလူကူတော့ကိုညံကုန်ဒီဒီရဲ့လမ်းပိုင်းထဲမှာဒီလမ်းလေးကတော်တော်လာတယ်အပြင်မှာပူပြီးခံစားလို့ကောင်းတယ်ဘေးနားမှာထမ်းမလေးတွေကပေါက်တယ်ပင်လေးကလည်းအရှိကလေးတွေကကျိုးကျိုးကျတဲ့ဟိုနာကြဒီနာကြဆိုတော့စပိန်နေရလည်းနင်းလို့ကောင်းတယ်ဒီမလေးပဲခံစားမှုကမိုက်ပါတယ်ဒါတော့ဒုတိယနေ့ဖြာပေါ်ကနေမနေ့9နာရီထွက်လာတာဝင်မေးလေးရိုက်မယ်သူရိုက်ကြတာပဲဆရာတပည့်ကဲအခုဆိုရင်ကျွန်တော်တို့ဒီနေ့ဖြာပေါ်ကနေပြီးတော့နိုင်တာရောပြန်နင်းတာပေါ့ဒီနေ့တော့3ယောက်ဖြစ်သွားပြီထုံမနာသားပါလာပြီဒီနေ့နော်မနေ့ကတော့အဆင်ပြေပါတယ်မနေ့ကအလာတော့ကဒီကနေပြီးတော့ဖြာပုံရောက်ခွင့်ဒီလန်တော်တော်လေးကိုပူချစ်နေတယ်ဒီနေ့ဘယ်နှစ်ပတ်ကျတော့သူမဟုတ်လို့ပဲဗျာရာဒီဦးတို့ကလည်းရင်းလို့ကောင်းလိုက်တာမနေ့ပိုင်းပတ်ဝန်းကျင်မြင်ကွင်းလေးတွေကလည်းစိတ်ကိုတော်တော်လေးလမ်းဆန်းစေတယ်6နာရီ15မိနစ်လောက်ဒီမျိုးရောက်ပါတယ်ဒီမျိုးဆိုင်ပုံမှာတပုံရိုက်တယ်ဒီရဲ့တရားပုံမှာလည်းရိုက်တယ်ကဲဒီရဲ့တရားပုံမှာစလိုကိုပဲရှည်တော့ထုံးတော့တော့အလာတော့မပါဘူးခုအပြန်မှပါတော့ဟောတက်ကြွပြီရှည်ဖြုတ်နေဟာနင်းနေအတကုံနင်းနာကဲတွန်ဒီမဟုတ်ပါဘူးကွန်ကြံကုန်မျိုးရှောင်းလဲနောင်မျိုးရှောင်းလဲမှာပါဒီစီပဲခုချိန်ဒီအားရပါအမဝင်ဖြစ်တယ်ကဲကောမူနဲ့ကွန်ညံကုန်နေဆက်ကိုရောက်နေပါပြီဟောဘယ်ကွန်ညံကုန်ဘက်ကောမူနေဆက်ဖြတ်တမ်းမယ်
ကျွန်တော်တို့အခမ်းပေးတဲ့ဖျာပုံကဘိုက်ကအကူကြီးတွေလဲအားလုံးကျေးဇူးပါဗျာအဆုံးထိအောင်ကြည့်ရှုအားပေးခဲ့ကြတဲ့အကြောင်းချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ